snare ရလားမဟုတ် snare ရအောင်မဟုတ်အဲ့ပြနေမီအလုံးอ่ะမလူကဗျာတချင်းထွက်တယ်လေအမခုနလေးနဲ့ပြောလိုက်တဲ့မင်းသမီးနဲ့တော့တွဲဘူးတယ်မင်းသမီးနဲ့ဘယ်မင်းသမီးအမခုနတက်တွက်ပြလိုက်တဲ့မင်းသမီးနဲ့တွဲတယ်လေအော်ဂျီဖတ်အဲ့ကြောင့် friend ဆိုမှသူ့တယောက်တည်းကွက်ချန်တာပါလဲပေါ့ဂျီဖတ်ပါနေလားဆဲလုံးဝသိနေလုံးဝအေးငါရွှေတူးတို့ဘာလို့စဉ်းစားသေးရလဲအဲ့နာဝင်ရင်အဲ့ဆိုတော့ရေအကုန်လုံးနဲ့မှဒီဘက်ကိုကွက်ချန်လာခဲ့နားပဲစူအောင်ပြောပြီးရနော်အစားတချင်းဆိုပြမလို့နန်းကြည်ဘက်ပါဆိုပြမလို့သူ့နမိတ်လုံးဝပါသွားဟာဆိုပြီးမဆိုတော့ဟဲ့ငါတော်တော်ဆိုဝေးအဲ့ဆိုမှကြည့်လိုက်သူ့တယောက်တည်းကွက်ချန်လာနော်နေဝင်ပြောတယ်ဆိုင်းပြောတယ်ဗန်နီပြောတယ်ကီကျော်ဆိုလည်းပြောဂျီပတ်တယ်တနာရရလေတော့မှကိုကြည့်ပါရဲ့